ဒီကနေ့နှုတ်ပတ်တော်အဖြစ်ပြသခင်စကားပြောတဲ့အရာကတော့တကောင်းရန်ချီးမွမ်းတဲ့ဇာလံကျမ်းခန်းကြီး119ငွေ62တရားသဖြင့်စီရင်တော်မူချက်တို့ကိုထောက်၍ဂုဏ်တော်ကိုချီးမွမ်းခြင်းကတကောင်းအချိန်၌ကျွန်ုပ်ထားတတ်ပါ၏ကျမတို့ဘဝမှာအခက်အခဲတွေကြုံလာတဲ့အခါမှာချီးမွမ်းဖို့ဆိုတာအလွန်ခက်ပါတယ်။အဲ့ဒါကလူတဘာဝအရာကြောင်းရွံ့ခြင်းကစိုးမိုးထားပြီးဆုပ်ရှုပ်ထွေးနေရလို့ဖြစ်ပါတယ်။ဒါပေမဲ့ချီးမွမ်းခြင်းထဲမှာလွတ်မြောက်စေတဲ့ဘုရားရဲ့တကူတော်ရှိနေတာကိုတော့စာရန်ကကောင်းကောင်းသိနေတာဖြစ်တယ်။ဒါကြောင့်ကျမတို့အခက်အခဲဒုက္ခပြဿနာနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာမချီးမွမ်းနိုင်အောင်ရန်သူစာရန်ကစိတ်လုံးသားတဲ့ကိုစိုးရင်ပူပန်မှုတွေလာထည့်ပေးတာဖြစ်တယ်။ချီးမွမ်းခြင်းထဲမှာတကူရှိတယ်။ရှင်ပေါလုနဲ့သီလတို့ဆိုရင်လည်းအဆိုးဆုံးချိန်ဖြစ်တဲ့အမှောင်မိုက်ဆုံးအချိန်မှာတော့ချီးမွမ်းခဲ့တာဖြစ်တယ်။တကောင်ရံမှာချီးမွမ်းခြင်းကတောင်တကားတွေကိုပွင့်စေတယ်။ချုံနှောင်မှုတွေကနေလွတ်မြောက်စေခဲ့တယ်။ကြောက်ရွံ့ခြင်းတွေကနေဝမ်းမြောက်ခြင်းတွေဆီထွက်စေခဲ့တယ်။ဆိုရင်ခြင်းတွေကနေငြိမ်သက်ခြင်းရရှိစေခဲ့တယ်။ဒါအပြင်အကောင်းဆုံးသောလွတ်မြောက်ခြင်းဖြစ်တဲ့ဝိညာဉ်လွတ်မြောက်ခြင်းတွေကိုပါဖြစ်စေခဲ့တယ်။အမောင်ဆုံးအချိန်ကအလင်းဆုံးအချိန်ဖြစ်သွားပါတယ်။ဒီကနေ့သင်ရဲ့သက်တာမှာအမှောင်ဆုံးအချိန်ဖြစ်နေပါသလားဒါဆိုရင်အခုပဲချီးမွမ်းလိုက်ပါသင်ရဲ့အလင်းရောက်ရှိလို့လာပါတော့မယ်မကြခင်အလင်းဆုံးချိန်ဖြစ်တော့မှာပါဒါကြောင့်သကောင်ရဲ့အချိန်မှာချီးမွမ်းခြင်းကိုယခုပဲဘုရားခင်ထံပူဇော်ဆက်ကပ်ကြည့်ပါအရောက်ချင်းစီတိုင်းကိုဘုရားခင်ကောင်းကြီးပေးပါစေ